ကျွန်တော်တင်းလာတိုင်းကိုဒီဘောပြင်ရနေပြီးတော့ဒေါ်လာ2တန်းနဲ့ပြည်ထဆိုအောင်ရောင်းစားခဲ့တယ်ဆိုတဲ့ဟာရှိခဲ့လို့ခါဘယ်လောက်ရှင်းနာမလဲဘယ်လောက်ရှင်းနာမလဲနော်ကျွန်တော်ဆိုလို့ရှိရင်ဒါမှလည်းပြောကြညက်ပြောသွားမယ်နော်ကိုကျုံမြောက်ဘက်ကနီကိုပါကျုံစုတွေအမှန်ကျုံစုတွေဟာကျွန်တော်ဒဝဲနဲ့မိုင်း900လောက်ပဲဝေးတယ်အိန္ဒိယနဲ့မိုင်း900ဝေးတယ်ကိုကျုံနီကိုပါကျုံမြောက်ဘက်ကရန်ကုန်နဲ့ဘာမှမဝေးဘူးဒဝဲဖိတ်နဲ့မိုင်း900ပဲဝေးပြီးတော့900လောက်ဝေးတဲ့အိန္ဒိယပိုင်နေတယ်ဒါထားတော့ဗျာမပြောချင်တော့ဘူးဒါတော့ပဲကျွန်တော်ပြောမယ်ဒါတော့မှကျွန်တော်ရှင်ထဲမှာငါတို့မြင်ငါတို့ကျုံနေဆိုရင်ထဲမှာရှိတယ်ရုရှားလိုနိုင်ငံကြီးကလာစကားပြည်နယ်ကိုစစ်တမ်းနဲ့ရောင်းစားခဲ့တာဇာပြင်ကရုရှားပြည်သူတွေအပေါင်းဝင်လက်ရှိသမ္မတဗလာဒီမာပူတင်ရင်ထဲမှာဘယ်လိုရှိမလဲသူတို့ဒါပေမဲ့ဒီနေ့ဒီချိန်ထိရုရှားကငါတို့ပြည်နယ်ငါတို့ပိုင်နေဆိုတာတစ်ခါမှရုရှားကောင်းဆောင်တွေမှာတစ်ခါမှတရားဝင်ပြောခဲ့တာမရှိသေးဘူးတို့တော့ယူကရိန်းစစ်ပွဲမှာယူကရိန်းကရုရှားပိုင်မို့လို့ရုရှားပါနေတာမှာအမေရိကန်ကဝင်ပါနေတဲ့ကိစ္စအပေါ်မှာအမေရိကန်ကဝင်မြောက်ပေးနေတဲ့အပေါ်မှာပူတင်မခံနိုင်တော့ဘူးအခါမှာသူ့ရှင်ထဲမှာနောက်ဆုံးထွက်ကြလာတဲ့မျိုးသိပ်ထားခဲ့ရတဲ့အပြောကျင်သောစကားကိုထုတ်ပြောလိုက်ပြီဟဲ့မင်းတို့တလောက်အမေရိကန်တွေယူကရိန်းကိစ္စမှာမပတ်သက်နဲ့နော်ဖြစ်လာလို့ရှိရင်အလာစကာငါတို့မြည်ငါတို့ယူကရိန်းရှိတယ်လို့ငါတို့ပြန်သိမ်းခွင့်ရှိတယ်လို့အမေရိကန်ကရုရှားတတိပေးလိုက်တာကိုကျွန်တော်အတိုင်းမြင်တယ်အတွက်ကြောင့်အလာစကာရဲ့အာဝါဆိုပြီးပူတင်ပြောလိုက်တဲ့စကားအကြောင်းမှာအမေရိကန်သမ္မတဘိုးဘိုင်ဒန်ကျွန်တော်ထင်တွေးတိုးသွားတယ်ချော်လဲဝါလိုက်မယ်လန့်သွားပြီသူသွားရွှေ့တာယူကရိန်းအကွက်ကလေးသွားရွှေ့တာလာထိတာသူ့နိုင်ငံပြည်နယ်90မှာရှိတယ်အရေးပေါအောင်ရေနံတိုက်ကြီးစိတ်တိုက်ကြီးသဘောတိုင်းဝေးတိုက်ကြီးရှိတယ်အလာစကာကိုရုရှားတွေကပြန်မျက်စောင်းထိုးနေပြီ This is ours ပြောတာဒါကငါတို့ပြည်လို့ပြောလိုက်တာဒါပြဿနာရှိလာနိုင်တယ်အကေစဝဲဖြစ်လာလို့ရှိရင်ပြဿနာဖြစ်လာလို့ရှိရင်ကမ္ဘာတရားဥမှာရှင်းမယ်ဆိုလို့ရှိရင်တော့မှစစ်မဖြစ်နိုင်အောင်စစ်ဆိုတော့ဝေးသေးတယ်တရားဥမှာရှင်းလို့ရတယ်လို့ကျွန်တော်ယူဆတယ်ရောင်းတဲ့စာချုပ်ခိုင်မှာမရှိဘူးအဲ့စာချုပ်ကဘယင်းသဘောနဲ့ကြောင်းလာတာပါလီမန်သဘောလို့ညံမရှိဘူးရုရှားပါလီမန်သဘောမတူရုရှားပြည်သူတွေသဘောမတူရောင်းတဲ့ဈေးရုံးကလေခိုးရတယ်ခိုးရပါပစ္စည်းရောင်းတဲ့ဈေးနဲ့ရောင်းထားတာဗမာနိုင်ငံနဲ့2ဆလောက်ကျဲတဲ့မြေကြီးကို7တန်းနဲ့ရောင်းစားထားတာအတွက်ကြောင့်ကို့အဖိုးလက်ထက်ကကို့အဖိုးစီကလိန်ညာပြီးတော့တိန်းထောင်တန်းတဲ့မြေကွက်ကိုတသိန်းနဲ့ဝယ်သွားတယ်ချစ်တီကလားတယောက်ကိုလောက်ရက်ကိုသူ့ရဲ့သားသမီးဖြစ်စီမိရဖြစ်စီရောက်လာတဲ့အခါမှာငါအဖိုးစိတ်မမှန်တဲ့ကာလမှာစိတ်ကြောင်ချဖြစ်တဲ့အချိန်မှာအကြောင်းပြုပြီးတော့ငါအဖိုးစီကတင်းထောင်တဲ့မြေကိုတသိန်းနဲ့ဝယ်သွားရတယ်ဆိုတာမတရားပါဘူးဆိုပြီးတော့မြေရတော်လောကောင်အသားတော်လောကောင်ကန့်ကွက်ဖြောက်ထားလို့ရနိုင်တယ်လို့ဆရာထင်တယ်ဒါအတိုင်းဆိုလို့ရှိရင်အလာစကာပြည်နယ်ဥပဒေကြောင်းရပြန်ရှိမယ်ဆိုလို့ရှိရင်ရုရှားဖက်ဒရေးရှင်းကမ္ဘာတရားရုံးမှာရပါနိုင်စရာအကြောင်းရှိတယ်အမေရိကန်လှုပ်သွားပြီလန့်သွားပြီသူသွားကြည့်လိုက်တာယူကရိန်းတေးသေးလေးကိုသူလာထိတာအလာစကာကိုထိသွားပြီသူ့အိမ်နဲ့အေဝူကန်နဲ့ကကြက်တီရေကန်ကိုရုရှားလက်ညှိုးထိုးနေပြီသဘောပေါက်လားသူကသွားပြီးတော့ယူကရိန်းမှာသွားပညာပြနေတာပူတင်ကသူ့အိမ်ရှိကကြက်တီရေကန်ကိုငါတို့ပိုင်တယ်ဆိုပြီးပြောလိုက်ပြီနိုင်ငံရေးဆိုတာအိုးတော့အမတန်ကောင်းတဲ့မာစတာမိုင်းကောင်းဆောင်ရင်လက်ထက်မှာကမ္ဘာတိုင်းကိုလှန်လိုက်လို့ရတယ်ဆိုတာပူတင်ကပြသွားတာအမေရိကန်မျိုးလုံးပြိုးသွားပြီအတွက်ကြောင့်ရုရှားယူကရိန်းပြည်ပခါမှာရုရှားနိုင်တယ်လို့ပြောရင်းနဲ့ပဲဆရာရဲ့မိကုန်းကိုဒီကုန်းချုပ်ပြစီ